အစိမ်းရောင်ဝမ်းဆန်းတဲ့မေတော်တပားကိုဖျားเจ้าကန်တဲ့အနီးတစ်ဝိုက်မှာအားလုံးပဲတွေ့ဖို့ကြားလိမ့်မယ်လို့ထင်ပါတယ်။တချို့နေရာတွေမှာဆိုရင်တော့အဲ့ဒီမေတော်ကိုနန်းနန်းဆောင်အကြီးကြီးပေးပြီးအိုးစီဘုံမောင်းတွေနဲ့အုံပွဲငပျော်ပွဲရာချီထားကအကြီးကျယ်ပူဇော်ပါတာပါသေးတယ်။တချို့ကလည်းညာနန်းတွေလို့ပြောလိုက်တာနဲ့ပထန်းဆက်ပါလို့ထိုင်ငိုကြတဲ့အထိလူတွေပေါ်မှာလွှမ်းမိုးမှုရှိတဲ့နတ်မေတော်တပားလေးဖြစ်ပါတယ်။အဲ့လိုကြုံစောတဲ့အမျိုးသမီးဟာနှစိမ့်လေးဖြစ်အဝယ်စားလေးအစိမ့်ဝတ်တဲ့အမတော်ညာနန်းတွေပဲဖြစ်ပါတယ်။ညာနန်းတွေရဲ့နှက်ကုန်းတွေအများကြီးတွေမှာဗိုလ်တထောင်နှက်ကုန်းဟာနာမည်အကြီးဆုံးဖြစ်ပါတယ်။အမတော်များနန်းတွေကိုဖျားတရက်ကမှတိုင်နှန်းရှင်တယောက်တိုက်ချုပ်တယောက်အနေနဲ့ကိုးကွယ်ယုံကြည်နေကြတဲ့သူမရဲ့ဇာတ်ကြောင်းကတော့ဒီလိုပဲဖြစ်ပါရဲ့ရှင်။အမတော်များနန်းတွေကို1892ခုနှစ်အတွင်းမိုးကုတ်မြို့မှာမွေးဖွားခဲ့တာပဲဖြစ်ပါတယ်။သူမဟာအရန်ကိုချမ်းသာတဲ့မိုးကုတ်တထေစော်ဝါးရီရဲ့သားမြေးဖြစ်ပြီးစော်ဝါးမနန်းခမ်းနဲ့အဖချမ်းသာတို့ရဲ့သမီးထွေးလေးဖြစ်ပါတယ်။မွေးခြင်းဘယ်နှယောက်ရှိလဲဆိုတာကိုတော့တမိုင်းမှာတိတိကျကျဖော်ပြထားခြင်းမရှိပါဘူးနော်။ဒါပေမဲ့တမိုင်းအကွဲတွေအရမြာနန်းတွေမှာညီအမ3ယောက်ရှိတယ်လို့လည်းပြောကြပါတယ်။တချို့ကလည်းညီအမ2ယောက်ရှိတယ်လို့ပြောကြပါတယ်။လူဘဝတုန်းကမြာနန်းတွေဟာငယ်စဉ်ကလေးကထူးချွန်ခဲ့သူတဦးဖြစ်ခဲ့ပြီးအသက်15နှစ်မှာအိန္ဒိယမှာပညာသင်ယူနိုင်ခဲ့တာပါ။ BA ဘွဲကိုလည်းအိန္ဒိယကနေပဲရယူခဲ့ပြီးတော့ပညာတတ်လူချမ်းသာတယောက်ပဲဖြစ်ပါတယ်။ဒီထီကတော့မြာနန်းတွေဟာတာမန်လူတယောက်ပဲဖြစ်ခဲ့တာပါရှင်။နတ်ဖြစ်ရခြင်းတမိုင်းရဲ့အစဟာဆိုရင်တော့အိမ်မက်တစ်ခုကနေအစာပြုတ်ခဲ့တာပဲဖြစ်ပါတယ်။မြာနန်းတွေဟာအပြိုအရွယ်ရောက်ခဲ့ပေမဲ့လည်းပုရိသတွေကိုစိတ်ဝင်စားခြင်းမရှိသလိုလက်ထပ်ထိမ်းများဖို့ကိုလည်းအတင်းညင်းပယ်ခဲ့ပါတယ်။မှတ်တမ်းတွေအရဒီလိုညင်းပယ်ရတာဟာဆိုရင်အိမ်မက်တစ်ခုကြောင့်လို့သိရပြီးအိမ်မက်ထဲမှာဝိဖြူစင်ကျဲတဲ့အဖိုးတူကမြာနန်းတွေကိုသမီးတော်ဟာလူသားတွေကိုကယ်တင်ရမယ်ဒါကြောင့်ရန်ကုန်ကိုလာခဲ့ပါဒီလိုဖိတ်ခေါ်ခဲ့တယ်လို့သိရပါတယ်ရှင်ဒီအိမ်မက်ကြောင့်ပဲမြာနန်းတွေဟာရန်ကုန်ကိုခရီးခြေဆက်လာခဲ့ပြီးဗိုလ်တထောင်ကဖျားလမ်းမှာနေထိုင်ခဲ့တာပါသူဖျားလမ်းမှာနေထိုင်ရင်းနဲ့ပဲဗိုလ်တထောင်ဖျားကိုနေစဉ်တွားရောက်ခဲ့ပါတယ်တွားရောက်တိုင်းမှာလည်းအစိမ်းရောင်ဝမ်းဆက်ကိုဝစ်ဆင်ခဲ့တာပါစော်ဘွားသွေးလဲပါပြီးလှပတဲ့သူကိုလူတွေကအချိန်သိမ့်မကြဘဲနဲ့မှတ်မိသွားကြပါတော့တယ်အရီကာလာဟာဆိုရင်ဖြင့်ဒုတိယကမ္ဘာဆယ်ကာလဖြစ်တာကြောင့်ဘုံတန်နဲ့ဗိုလ်တထောင်ဖျားဟာပျက်စီးနေတယ်လို့လည်းသိရပါတယ်။ဒါကိုမြာနန်းတွေကငွေကြေးဆိုင်ထုတ်ပြီးပြင်ဆင်ခဲ့တဲ့အတွက်လေလူတွေကပို့ပြီးတော့သတိထားမိလာကြပါတယ်။ဒီလိုသတိထားမိပြီးတော့မကြခင်မှာမြာနန်းတွေဟာပန်းနာရင်ကျက်ယောဂနဲ့1956ခုနှစ်ဖေဖော်ဝါရီလမှာပဲကွယ်လွန်သွားခဲ့တာပါ။သူကွယ်လွန်သွားပြီးရဲ့နောက်မှာတော့ဗိုလ်တထောင်ဖျားပေါ်မှာအစိမ်းရောင်ဝမ်းဆန်းတဲ့အမျိုးသမီးတယောက်ကိုတွေ့နေရတယ်ဆိုတဲ့သတင်းတွေဟာရန်ကုန်လူထုကြားထဲ